ကားပတိမလဲရတာကြာပြီဒီနေ့ပြင်းနေလို့ကားပတိသွားလဲလိုက်အောင်မယ်ဆိုတာမျိုးကျွန်တော်တကားမှမကြုံဘူးဘာလို့ပြောချင်တာလဲဆိုစက္ကန့်ရှာတဲ့သူတွေစီးတဲ့ကားကြီးကတိန်ရာကနေထောင်ကနေကားတွေသူကဒီ3-4သိန်းကိုမသုံးညင်3-4သိန်းကတက်တက်နဲ့3နှစ်ရရင်တစ်နှစ်ကိုဘယ်လောက်မှမကြာဘူး3သိန်း5,000ပဲကြာသူဒီခင်ဗျားတို့စက္ကန့်3သိန်းတန်ဝယ်တယ်3သိန်းခွဲတန်ဝယ်တယ်ဆိုရက်ပိုင်းနဲ့အဆင်မပြေတဲ့လူတွေရှိတယ်လားတစ်လားလောက်နဲ့အဆင်မပြေရရှိတယ်သူတို့ပြောတာအရှင်းနဲ့တက်ပြီးတော့နိုးတယ်နိုးမှာပေါ့အားပြန်နှွေးပေးထားတယ်ဆိုအားကတော့ရှိနေမှာပဲတို့ဒီ2ရက်လောက်မစီးရင်မနိုးတော့ဘူးဒါမျိုးတွေပဲလဲကြမှာလေနော်ကျွန်တော်တချို့သူတို့ချင်းထောက်ကြတယ်ကို3သိန်းခွဲ2သိန်းပေးနေရလို့ရှိတော့ကြနေသွားထောက်လိုက်3သိန်းဟော1000ခွဲအမြဲတမ်းခေါ်တော့နေတာမလဲဘူးအဲ့တော့ကောင်းနေရတဲ့နဲ့ကောင်းနေရတဲ့ပရိယာကောင်းနေရတဲ့နဲ့ပြင်းလို့ဆိုပြီးလာလဲတယ်လို့မရှိဘူးတစ်ခါတယောက်မှမရှိဘူးမကောင်းဘူးတစ်ခေါက်ကနှစ်ခေါက်ကသုံးခေါက်ဆိုမှဒါလဲတင်ပြီးဆိုတာမျိုးမှလဲကြတာများတယ်ဗျာအဲ့စကန်နေမွဲသေးချင်မှုတကယ်ကျွန်တော်စကန်လည်းမရဘူးတကယ်စကန်ကအရင်နဲ့မြန်များမယ်ဈေးတန်းရလို့မရှိဘူးကြိုင်အောင်ကြိုက်ဝယ်ပဲအစ်စ်မှာဈေးတန်းတစ်ခုရှိတယ်အဲ့လိုပြောပြတာချင်းချင်းတချို့ဒေတာတွေတော့ရှိရင်ရှိမှာပေါ့ဗျာဟိုဖြုတ်ရောင်းတာတို့ဘာတို့3လက်စ3နေတဲ့ဦးကိုဖြုတ်ရောင်းတာမျိုးတော့ရှိရင်ရှိမှာပေါ့မကောင်းလို့မှလဲထားတဲ့ဦးကတော့စကန်ဆိုတာမျိုးပါမရှိဘူးဗျာကျွန်တော်တို့ကြည့်မှာ